Hello everyone ခု vlog လေးကတော့အလာအရင်တော့လိုမျိုး makeup ပြင်တဲ့ vlog မျိုးမဟုတ်ပဲနဲ့အလာခီးသွားတာကိုရေးပြထားတဲ့ vlog လေးပဲဖြစ်ပါတယ်။ဘယ်ကိုသွားမှာလဲဆိုတော့ Sakura ကြည့်ဖို့အတွက် Kyoto ကိုသွားမှာပဲဖြစ်ပါတယ်။အလာသွားတဲ့အချိန်က Sakura ပန်းတွေပွင့်တဲ့အချိန်ဆိုတော့ရထားစီးရင်နဲ့တောင်မှ Sakura ပန်းတွေကိုမြင်နေရတာပေါ့နော်။ခုကတော့ဘူတာရောက်ပါပြီရှင်။ဒါကတော့သူကကန်းဆက်နာလေးမှာပင်လယ်စာတို့အမဲသားတို့ဝတ်သားတို့ရောင်းတဲ့ဥစ္စာပေါ့နော်အကင်ရောင်းတာပေါ့အရန်စားလို့ကောင်းနေဒါပေမဲ့အဲ့ကင်းမုံတော့တော့မစားနဲ့အဲ့ဒါချင်းအကင်လေးစားရင်တရားပေါ်မှာလမ်းလျှောက်ရတာလီလေးကလည်းတဖြူဖြူနေအရန်မိုက်ပါတယ်我晓得。ဒီကတော့ Kyoto ရဲ့နာမည်ကြီး Arashiyama Bamboo Forest ပဲဖြစ်ပါတယ်။တော်တော်လုံးဝါးတွေပဲပေါက်နေရပါတော့။ဒါကတော့ဝါးတောထဲမှာမြင်ရတဲ့ရှုခင်းလေးပဲဖြစ်ပါတယ်ရှင်။ဒီနေရာလေးကလည်းအဲ့ဒီဝါးတောထဲမှာပဲရှိတဲ့ကျင်းကြအသေးစားလေးနှက်ကြောင်အသေးစားလေးပေါ့နော်။အဲ့နေရာလေးကလည်းအရန်လှတယ်တပွန်ရိုက်လို့လည်းအရန်ကောင်းတယ်။အခု vlog လေးကတော့ဒီလောက်ပါပဲရှင်နောက် vlog လေးဒီမှာလည်းပြန်တွေ့ပါမယ်နော်